Hello ချမ်းရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ချမ်းတို့ကလာပြင်းနေ့အမှတ်တရအိမ်မှာဘာလို့စားကြမလဲဆိုတော့ရှားပေါ်မှာဆွဲဝါလာခောက်ဆွဲပါရှင်ကဲပထမအဆုံးချမ်းတို့ခောက်ဆွဲကိုအရင်ပြုတ်လိုက်မယ်နော်ပြီးတော့အခါကျရင်ခောက်ဆွဲထဲမှာထည့်မယ်အစာပလာတွေကိုအရင်ဆုံးအစီအစဉ်မယ်ပေါ့နော်ဒီဝါလာခောက်ဆွဲရလေချမ်းမှတ်မိတဲ့လောက်ကဆိုရင်ချမ်းတို့ကိုဗစ်ကာလပေါ့နော်2020ဝန်းကျင်မှာဒီခောက်ဆွဲကိုအိမ်မှာနေရင်းနဲ့စားကြတာပေါ့နော်စားတော့သူကလုံးဝဒီကြက်သားစီချက်အရသာပေါ့အိမ်မှာကြက်သားလေးကိုပြုတ်ပြီးတော့မှဒီစီချက်ခောက်ဆွဲတို့ထည့်စားလိုက်လုံးဝဆိုင်မှာရောင်းတဲ့စီချက်ခောက်ဆွဲအရသာတိုင်းဖြစ်တယ်ပေါ့နော်ပြီးတော့သူကဈေးနှုန်းလဲတင့်တယ်အဲ့အတွက်ချမ်းတို့ဝယ်စားဖြစ်တယ်在猪肉的粉椒香味ဟွာလေချမ်းတို့စားတာကြတော့လေချမ်းတို့ကခောက်ဆွဲပြုတ်ပြီးတော့မှဒီအစာပလာတွေအပေါ်ကနေဖြူပြီးစားတာမျိုးမဟုတ်ဘဲနဲ့လေအစာပလာတွေအရင်ဆုံးရောသမမှွေတယ်မှွေပြီးတော့မှပြုတ်ပြီးတဲ့ခောက်ဆွဲလေးနဲ့ပြန်ပြီးတော့ထပ်ပြီးတော့ရောသမမှွေပြီးတော့စားတာပါ在猪肉的粉椒香味飘满了街道，简单的食材搭配却有着家的味道，白菜的清爽，猪肉的香妙，粉条的精。ပြုတ်လို့ရတာလဲခောက်ဆွဲနဲ့ဒီသူ့ထဲမှာပါတဲ့အစာပလာကိုရောသမမှုရပါတော့နှံ့နေအောင်လို့ပေါ့နော်ဒီခောက်ဆွဲတဲ့ကိုအရသာဝင်သွားအောင်လို့ချမ်းတို့ကတေချာကြနာနာမှွေပြီးတော့မှစားကြမယ်ပေါ့နော်ကဲဒါဆိုရင်တော့အရသာရှိတဲ့ဝါလာစီချက်ခောက်ဆွဲကိုသုံးဆောင်လို့ရပါပြီရှင်ဟောလာပြင်းနေဖြစ်တဲ့ခါကျတော့လေဟိုဈေးတွေကလည်းပိတ်တော့ချမ်းတို့ဘာမှမထည့်စားပဲနဲ့ဒီဝါလာကပါတယ်သူ့ရဲ့အရသာတိုင်းပဲစားတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့အိမ်မှာကြက်သားလေးတွေပြုတ်ပြီးတော့ကြက်သားလေးတွေကိုညှက်ပြီးတော့ထည့်စားတယ်ပေါ့နော်နောက်တစ်ခေါက်ကျရင်လည်းအဲ့လိုမျိုးကြက်သားလေးကိုပေါ့နော်ပြုတ်ပြီးတော့စီချက်နဲ့စားတာလေးကိုလည်း vlog လေးတက်တက်ရိုက်ပြီးတော့တင်ပြပါမယ်ရှင်在猪肉的粉椒香味飘满ခုဆိုရင်တော့ချမ်းရဲ့စီချက်ကိုခလေးလေးတွေအားပေးနေပါပြီရှင်စားကောင်းကြရတာတော့မသိလို့တဲ့လူကတော့ပြင်ပန်းသွားပြီနောက်လဲဒီလိုဗီဒီယို PC လေးတွေတင်အောင်မှာမို့လို့ချမ်းရဲ့ channel လေးကို subscribe လေးလုပ်ပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်